ဒါမှတ်တာတကကြီးတို့မကြီးတို့မာနကြီးတဲ့လူတွေဆိုတာအသိဉာဏ်မရှိလို့မာနကြီးတယ်ဆိုတာဒါကြောင့်ဒီကောလုံးမှာပတ်စံချမ်းသာတယ်ဆိုရင်မာနကြီးတဲ့တက္ကတော်မတွေနော်မာနကြီးမယ်ဆိုရင်ဘာမရှိဘူးလို့မှတ်အသိဉာဏ်မရှိဘူးမာနကြီးတဲ့ပုံကိုယ်တွေဆိုတာနောင်ဘဝမှာလေတထောင်စားဘဝပြန်ရောက်နိုင်တယ်ဘာဘဝပြန်ရောက်နိုင်လဲဒါကြောင့်ငါတို့ပတ်စံချမ်းသာတယ်ဆိုပြီးရွာသူရွာသားတွေအပေါ်မှာဘုန်းကြီးတွေအပေါ်မှာမာနမကြီးပါနဲ့ကြားလားအေးကိုပတ်စံချမ်းသာတယ်ဆိုတာလောကသာသနာကိုအလှဆင်ဖို့အတွက်သာဖြစ်စေရမယ်ဘာအတွက်သာဖြစ်စေရမယ်ကိုရွာမှာဆင်းရဲတဲ့ရွာသူရွာသားတွေရှိတယ်ဟာမြေပဲစိုက်ဖို့မျိုးစေ့မရှိလို့မျိုးစေ့တပုံးလောက်မျိုးစေ့တပြီလေးလောက်အမားကြီးကုညီပါဆိုကိုကပတ်စံချမ်းသာရင်ကိုရွာသူရွာသားချင်းချင်းကုညီနိုင်ရမှာဟုတ်တယ်မလားအဲ့ဒါသာသနာပြုရာရောက်တယ်ကိုဗုဒ္ဓဘာသာဝင်ချင်းချင်းအားပေးကုညီတာဟုတ်တယ်မလားအဲ့လိုချင်းကိုရွာသူကိုရွာဆရာတော်တွေစွန်းစားဖို့မရှိတော့ဘူးဆိုရင်ဒါကိုစွန်းလူပဲရမှာဟုတ်တယ်မလားကုသိုလ်မရဘူးလားဒါဥပမာပြောတာကိုပတ်စံချမ်းသာတယ်ဆိုပြီးကိုပဲကာမဂုဏ်ခံစားကားကောင်းစားတွေလဲစီဆရာတော်တန်ဃာတော်တွေပြစ်ထားကိုရင်လေးတွေကိုပြစ်ထားရွာသူရွာသားဆင်းရဲမွဲတည်တဲ့လူတွေကိုမျိုးစေ့တွေတပြီတဘူးလောက်မှမထောက်ပံ့ဘူးဆိုရင်ကိုချမ်းသာတာဟာအဓိပ္ပာယ်ရှိပါမလားဒါကြောင့်မိမိချမ်းသာခြင်းဟာလောကသာသနာတော်ကြီးကိုအလှဆင်ဖို့အတွက်ဆိုရင်နိဗ္ဗာန်ရောက်ကြောင်းမဖြစ်သွားဘူးလားအဲ့ဒီလိုလေးလည်းမှတ်စေခြင်းလေးတဲ့ဟုတ်တယ်မလားအဲ့လိုလေးမှတ်တာ